2026မှာလုံမဲ့အရာပေါ့နော်အဲ့ဒါဗါလဲဆိုလို့ရှိရင်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လုံမဲ့အရာပေါ့နော်နံပါတ်1တစ်ချက်ကတော့ဒီအခြေခံအင်္ဂလိပ်စကားပြောစာအုပ်ကိုပြအောင်လုပ်မယ်အခုလုပ်တာမပြီးသေးဘူးပေါ့နော်နံပါတ်1တစ်ချက်ကတော့ဒီအခြေခံအင်္ဂလိပ်စကားပြောစာအုပ်ကို2လပိုင်းအပြီးဖြတ်မယ်နော်နံပါတ်2တစ်ချက်ကတော့ဒီလုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားပြော2လနဲ့ဖြတ်မယ်အဲ့ဒါကြတော့3လပိုင်း4လပိုင်းပေါ့နော်3လပိုင်း4လပိုင်းဒါအပြီးဖြတ်ပါမယ်နောက်ပြီးတော့အလွယ်ဆုံးအင်္ဂလိပ်စကားပြောကြတော့3လဖြတ်မယ်သူကကြတော့စာရွက်258ရွက်ပါတယ်နော်258ရွက်ပါတယ်အတွက်ကြောင့်မလို့ဒါမူလေးလုံးမဲ့အရာတွေပြောတာနော်3လဖြတ်မယ်ဆိုတော့ဒါဆိုရင်9 6 9လ9 6ဆို9လ3လနော်9 6 9လဆို3လပြည့်သွားပြီဒါ9လပိုင်းကုန်ပြတ်ပြီပြအောင်ဖြတ်မယ်နောက်ပြီးတော့ GYS ပေါ့နော် GYS က level 3မူလေးတက်ထားတာလေအရင်တော့မူလေးလောက်ထားတယ်ဒါပေမဲ့အကုန်မပြီးသေးနည်းနည်းပပပဲပြီးထားတယ်အကြောင်း GYS က level 3အင်္ဂလိပ်စကားပြောပေါ့နော်ဒါ speaking ဘိုင်းသွားတာ3လဖြတ်မယ်သူ3လရှိလေ3လစာကိုကြတော့ဒါဆိုရင်8လ9လ10လ8လ9လ10လ3လဖြတ်မယ်ဆိုရင်8လပိုင်း9လပိုင်း10လပိုင်းဆိုပြီးပြီဒါဆိုလို့ရှိရင်နောက်ပြီးတော့ hotel with Melbourne ဟိုတယ်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒါက2လပေါ့နော်စကားပြောဟိုတယ်နဲ့ပတ်သက်ပြီးတော့အဲ့ဒါ2လရှိတယ်2လလောက်နဲ့မျိုးလေးအပြတ်ဖြတ်မယ်အဲ့ဒါကြတော့ Telegram group ရှိတယ်နော်ဒါကတော့ဟိုတယ်နဲ့ပတ်သက်ပြီးတော့စင်ကာပူကဆရာတင်လာတာနော်ဒါဆိုလို့ရှိရင်17လတစ်လနဲ့ပဲအပြတ်ဖြတ်လိုက်မယ်နော် Hotel with Melbourne တစ်လနဲ့အပြီးဖြတ်လိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်17လပိုင်းပြီးသွားမယ်နော်စောစောတော့10လပိုင်းထိပြီးသွားပြီလေအဲဆို17လပိုင်းအပြီးဖြတ်မယ်နောက်ပြီးတော့နေ့တိုင်းပေါ့နော် reading challenge စာဖတ်ပြမှာပေါ့နော်သူများဟာလေးနဲ့အဲ့လိုမျိုးတွဲပြီးတော့ဖတ်ပြတာလေအဲ့လိုမျိုးစကားပြောအတန်ထွက်တွေလေ့ကျင့်မှုဆိုပြီးတော့ reading challenge က360နဲ့5ပုတ်ပေါ့နော်ဒီ2026မှာတရက်တစ်ပုတ်ဆိုရင်နောက်ပြီးတော့နံပါတ်9အကြောင်းအိယာဝင်မအိယာထားအင်္ဂလိပ်စကားပြောတဲ့အဲ့ဒါကြတော့အင်္ဂလိပ်မြန်မာအဲ့ဒီပေးရနေပေါ့နော်ပေးမဟုတ်ဟောပေါ့ YouTube ကနေပြီးတော့မှမနက်အိယာဝင်မအိယာထားအင်္ဂလိပ်စကားပြောက I get it နောက်ပြီးတော့ငါအိယာထဲဝင်နေအဲ့ဒီ T ပေါ့နော်အဲ့ဒါကနေလာမယ်ဒါ12လပိုင်းမှာလေ့လာမယ်နောက်ပြီးတော့ Actualistic အင်္ဂလိပ်ကနေပြီးတော့ daily နဲ့ပတ်သက်တဲ့အင်္ဂလိပ်စကားပြောပေါ့နော်အခြေခံသမားတွေဖြစ်တဲ့အတွက်ကြောင့်မျိုးအခြေခံနေလေ့လာမယ်နောက်ပြီးတော့နံပါတ်9ကကြောင့် English with line က English with line ထဲမှာပေါ့နော် daily နဲ့ပတ်သက်တဲ့အင်္ဂလိပ်စကားပြောလေ့လာမယ်ဒါဆိုလို့ရှိရင်12လပြည့်သွားပြီနော်12လပြည့်သွားရင်ပထမကဘာလဲဆိုလို့ရှိရင်အခြေခံအင်္ဂလိပ်စကားပြောဒီအခြေခံအင်္ဂလိပ်စကားပြော2လပိုင်းအပြီးဖြတ်မယ်ဒါဆိုရင်ဒါက4လပိုင်းအပြီးဖြတ်မယ်ဒါက3လသွားမယ်ဒီကောင်ကြီးကထူပဲအတန်ထွက်လည်းမပါဘူးဒါ3လသွားမယ်ဒါဆိုလို့ရှိရင်9လပိုင်းပြီးသွားပြီနောက်ပြီးတော့ GYS ကနေအင်္ဂလိပ်စကားပြောပေါ့နော် speaking ပိုင်း3လဆိုလို့ရှိရင်8ကို10လပိုင်းထိပြီးသွားပြီနောက်ပြီးတော့ hotel with Melbourne ကကြတော့သူကဟိုတယ်နဲ့ပတ်သက်တာကိုတစ်လလေးလာမယ်ဆိုတော့17လပိုင်းပြီးသွားပြီနောက်ပြီးတော့နေ့တိုင်းပေါ့နော် reading challenge ကတော့ဒါပုံမှန်ဖတ်ကမှာပေါ့နော်အခုတော့12ပုတ်ထိပြီးသွားပြီအခုဒီနေ့ကဘယ်နေ့ရက်ဒီနေ့25ရက်နော်25ရက်ကို12ပုတ်တော့ပြီးသွားပြီနော်နောက်ပြီးတော့အိယာဝင်မအိယာထိုင်အင်္ဂလိပ်စကားပြောနော်နောက်ပြီးတော့ Actualistic English daily useful တွေလုပ်မယ်နော်နောက်ပြီးတော့English with line အဲ့အနေနဲ့လေ့လာမယ် YouTube ကနေပေါ့နော်ဒါကကိုနဲ့လက်လန်းမိသလောက်ကိုနဲ့နည်းနည်းတင့်တော်ရပါတော့ကိုနဲ့အဆင်ပြေတဲ့အပိုင်းလေးတွေကိုတွားမှဖြစ်ပါတယ်နော်အဲ့ဒါလေးပဲဖြစ်ပါတယ်ရှင်ဒီမှာနော်မူလေးရက်ကိုကပြည့်မပြည့်ပြန်စစ်မယ်နှစ်ကောင်ပြန်စစ်မယ်ဟုတ်ပြီလားမူလေးလိုမျိုးပဲအဲ့လိုဟိုပါပေါ့တားကချပြီးတော့လုပ်မယ်ဆိုလို့ရှင်မပြီးနောက် 50% လောက်တော့ပြီးမှာပဲနော်50%လောက်တော့လုံးဝပြီးမှာပဲကိုတေချာလုပ်တယ်ဆိုရင်လုံးဝမပြီးဘူးဆိုရင်တော့50% ပြီးမှာနော်ဟုတ်ပြီလားဒါကြောင့်မူလေးနဲ့အတူတူအင်္ဂလိပ်စကားပြောလေ့လာမဲ့သူတွေဆိုလို့ရှင် comment မှာမှတ်သွားပြီလို့လည်းရပါတယ်မူလေးနဲ့အတူလေ့လာခြင်းနဲ့ဆိုလည်းရပါတယ်ရှင်နော်နောက်ပြီးတော့ဒီစာအုပ်တော့လိုချင်တယ်နော်ဒီစာအုပ်တော့လိုချင်တယ်ဆိုလို့ရှင်လည်းချင်းအောင်ထဲမှာဝင်ပါနော်ချင်းအောင်ထဲမှာဝင်ရပါဝယ်လို့ရပါတယ်ရှင်ကျေးဇူးပါ